အားလုံးပဲမင်္ဂလာပါရှင်စာဖတ်ခန်းကလေးကနေကြိုဆိုပါရစေမင်္ဂလာညနေခင်းလေးပါနော်ဒီနေ့တော့ညီညီစံရေးသားထားတဲ့လူတိုင်းကြိုက်ဖို့မလိုဘူးဆိုတဲ့စာအုပ်ကလေးတွေကအာနေချက်ဆိုတာဘာလဲဆိုတဲ့စာပိုက်ကလေးကိုဖတ်ပြပေးချင်ပါတယ်ရှင်အမှန်တိုင်းပြောရရင်ဒီအကြောင်းလေးနဲ့ပတ်သက်ပြီးကျွန်တော်ခဏစဉ်းစားဘူးတယ်အထူးသဖြင့်အလုပ်ကိုင်တွေအဆင်မပြေတဲ့အခါမျိုးမှာပေါ့ပြီးရင်ကိုစင်ကြေပြန်ပေးမိတယ်လေငါမှာဘာအားနေချက်ရှိလို့ညာအားနေချက်ရှိလို့ပေါ့ဆိုတော့လူတစ်ယောက်အတွက်အားနေချက်ဆိုတာတကယ်ရှိသလားဒီမိကွန်းဟာစဉ်းစားတဲ့မိကွန်းပဲနောက်ပိုင်းကျွန်တော်နားလည်တာကတော့လူတစ်ယောက်မှာအားနေချက်ဆိုတာတကယ်မရှိပါဘူးအဲ့ဒါဟာထင်အောင်ထင်မှားကိစ္စတစ်ခုပဲတိုက်ဆိုင်လို့ဆိုရမှာပေါ့ဒီကိစ္စနဲ့ပတ်သက်ပြီးဟိုတလောကဦးမိုးတီရဲ့တာကိုကောင်းဆန်ရဲ့အင်တာဗျူးတစ်ခုကိုကြည့်လိုက်မိပါတယ်အားလုံးသိတဲ့အတိုင်းပဲလေကိုကောင်းဆန်ကမျက်စိစောင်းနေတယ်မဟုတ်လားသူကလည်းအင်တာဗျူးမှာဖြေထားပါတယ်အဲ့ဒီလိုမျက်စိစောင်းနေတဲ့အတွက်ငယ်ကတငယ်ချင်းတွေစရင်ရှက်တယ်တဲ့ဒါကတူကိုပါပဲကျွန်တော်တို့ဆိုလဲရှက်မှာပဲလေဒါပေမဲ့ကံကောင်းတာကသူ့မှာဦးမိုးဒီလိုထူးခြားတဲ့ဖခင်တစ်ယောက်ရှိနေခြင်းမှာပဲသူအခုလိုအောင်မြင်တဲ့လူရှင်တော်ကြီးတစ်ယောက်ဖြစ်လာတာသူ့အဖေရဲ့တွန်းအားကြောင့်နဲ့ဘာကြောင့်လဲဆိုတော့ဦးမိုးဒီကသူ့သားရဲ့အားနည်းချက်ကိုအားသာချက်အဖြစ်အသုံးချပြီးလူရှင်တော်လောကမှာနေရာတနေရာရအောင်ကြံဆောင်ဖို့တွန်းအားပေးခဲ့လိုက်တာကိုနောက်တော့ကိုကောင်းဆန်ကသူ့မျက်စိရဲ့အားနည်းချက်ကိုအားသာချက်ဖြစ်အောင်ပြောင်းပြီးပြလုံးတွေဖန်တီးလိုက်တဲ့အခါပရိသတ်ကြိုက်ဖြစ်သွားတော့တာပေါ့တကယ်တမ်းဆိုကိုကောင်းဆန်ကအခုလိုပရိသတ်ချစ်တဲ့လူရှင်တော်တစ်ယောက်ဖြစ်လာတာဟာသူ့ရဲ့မျက်လုံးတွေရဲ့ကျေးဇူးမကင်းပါဘူးလေဆိုတော့ဒီနေရာမှာကျွန်တော်သတိထားမိလိုက်တာကလူတစ်ယောက်ဟာသူ့ခန္ဓာကိုယ်မှာဖြစ်သူ့ဘဝထဲမှာဖြစ်ချိုးယွင်းချက်တစ်ခုပါနေုံနဲ့အဲ့ဒါကသူ့ရဲ့အစစ်မှန်အားနည်းချက်မဟုတ်သေးဘူးဆိုတာပဲဒါဆိုအဲ့ဒီချိုးယွင်းချက်တွေကဘယ်အချိန်မှကိုယ်ဘဝအတွက်အစစ်အမှန်အားနည်းချက်တွေဖြစ်သွားပါသလဲရှင်းပါတယ်ကိုကအဲ့ဒီချိုးယွင်းချက်တွေကိုအားနည်းချက်အဖြစ်လက်ခံလိုက်ချိန်မှာပေါ့ဒီတော့ကိုဘဝရဲ့ချိုးယွင်းချက်တွေကိုကိုယ်တိုင်ကအားနည်းချက်အဖြစ်မသက်မှတ်တဲ့၍အဲ့ဒါဟာကိုယ့်အတွက်အစစ်အမှန်အားနည်းချက်လုံးဝမဟုတ်ပါဘူးနောက်ပြီးမြန်မာပြည်မှာသာမကကမ္ဘာပေါ်မှာလည်းကိုယ့်ချို့ရင်ချက်တွေကိုအားနည်းချက်လို့မမြင်ပဲအားသာချက်အဖြစ်အသုံးချပြီးအောင်မြင်သွားတဲ့သူတွေဒုနဲ့ဒေရှိပါသေးတယ်ဥပမာရုပ်ဆိုးပေမဲ့လူရှင်တော်ဖြစ်သွားသူတွေအသားမဲပေမဲ့ထင်ပေါ်ကျော်ကြားသွားသူတွေလက်နှစ်ဖက်မရှိပေမဲ့ခြေထောက်နဲ့ပကြီးဆွဲသူတွေခြေနှစ်ဖက်လုံးပြက်နေပေမဲ့ခြေသူ့အနေနဲ့အေဝရက်တောင်ထိပ်ထိတက်သွားသူတွေစင်းရဲလွန်းပေမဲ့အမေရိကန်သမ္မတကြီးအထိဖြစ်သွားသူတွေစသဖြင့်အများကြီးပဲဆိုတော့ဒီနေရာမှာတခုသတိထားမိတာကဘဝမှာဘလို့ပဲဖြစ်နေဘာတွေပဲချို့ယွင်းနေမိမိရဲ့ခံစားချက်သာအဓိကပါမဟုတ်ရင်ကဘာပေါ်မှာကိုလက်အင်္ဂါပြည့်စုံသူတွေချို့ယွင်းချက်နေပါသူတွေတာအောင်မြင်ကြော်ကြားနေမှာပေါ့တကယ်ကကိုအောင်မြင်ဖို့ကြော်ကြားဖို့ကိုချမ်းသာဖို့အတွက်ကိုရဲ့ချို့ယွင်းချက်တွေကအသားအဆီးတွေမဟုတ်ပါဘူးအဓိကအသားအဆီးကကိုရဲ့ချို့ယွင်းချက်တွေကိုအားနည်းချက်တွေဖြစ်လက်ခံလိုက်တဲ့စိတ်သဘောထားပါပဲဒီစိတ်သဘောထားတွေကိုပြင်ဆင်နိုင်တဲ့သူတွေကတော့လောကကြီးမှာလောက်တိုင်းဖြစ်နေမှာပဲမဟုတ်ရင်ကို့မှာဘလောက်ပဲပြည့်စုံကြာရှုံးနေမှာအမှန်ပဲဆိုတော့နောက်ဆုံးအနှစ်ချုပ်လိုက်ရင်အားနည်းချက်ဆိုတာတကယ်မရှိပါဘူးဒါဟာတင်းရဲ့ချိုးယွင်းချက်အပေါ်ထင်အောင်ထင်မှားဖြစ်နေတဲ့ကိစ္စပါပဲညီညီစံရေးသားပေးခဲ့တဲ့လူတိုင်းကြိုက်ဖို့မလိုဘူးဆိုတဲ့စာအုပ်ထဲကအားနည်းချက်ဆိုတာဘာလဲဆိုတဲ့စာပိုက်ကလေးကိုဖတ်ပြပေးခဲ့တာပဲဖြစ်ပါတယ်ရှင်စာဖတ်ခန်းကလေးကိုအချိန်ပေးပြီးနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်နော်
နောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြရအောင်ပါရှင်။